BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကို Nutrition ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် April လ28ရက်နေ့မနက်ပိုင်းသတင်းကောင်းတွေကိုကျွန်တော်နဲ့အတူတွားမှကြည့်ကြမှာဖြစ်ပါတယ်နော်โอเคဒီနေ့မှာလည်းကျွန်တော်တို့ဒီလူရင်းတူရှင်သတင်းတွေပဲစလိုက်ပါမယ်နော်ပထမဆုံးသတင်းတစ်ပုဒ်ကတော့ဝက်လက်မြို့နယ်တွင်စစ်ကောင်စီတပ်သား6ဦးလက်နက်များယူဆောင်လာပြီးအလင်းဝင်လာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကလည်းမင်းလာမြို့နယ်တွင်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား6ကောင်မြေဩဇာဖြစ်သွားတယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်ဗျာအဲ့တော့ဒီစစ်ခွေးအုပ်ထဲကိုတဲ့40ပေါက်မှဘုံသီးဓာတ်ရိုက်ကိုကြောက်ရောက်ပောက်ကွေးတာဖြစ်ပြီးတော့လက်နက်ငယ်တွေနဲ့လည်းဝိုင်းပြီးတော့စစ်ခွေးတွေထိခိုက်တိတ်ဆုံးခဲ့တာတဲ့ပြင်းပြင်းစစ်ခွေး6ကောင်တိတ်ဆုံးတယ်အများအပြားလည်းထိခိုက်ဒဏ်ရာရတယ်လို့တရားရီခိုင်တိုက်ရင်383ညနေမှာတာဝန်ရှိသူကပြောပါတယ်ပေါ့နော်အဲ့တော့သတင်းကောင်းပဲဖြစ်ပါတယ်ဒါလည်းနောက်ထပ်သတင်းတစ်ပုဒ်ကတော့စင်ပောင်ဝဲမြို့နယ်ဒနုံးမြောင်ဂိတ်မှထွက်လာသောစစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်မှုဗိုလ်ကြီးဖြိုးမောင်အပါအဝင်စစ်သား10ဦးမြေဩဇာဖြစ်သွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဗျာတိုက်ခိုက်ခဲ့တဲ့တရင်ကတော့တရက်ခရိုင်အမှတ်9တရင်လို့သိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကြောက်ဖြူတိုက်ပွဲသို့လေချောင်းဖြစ်ဆေးလွှတ်လိုက်တဲ့တပ်မ69မှာဗိုလ်မှူးတအူးအပါအဝင်တပ်ဖွဲ့ဝင်တချို့ကြောက်ဖြူရောက်မှာပျောက်ဆုံးနေတယ်လို့သတင်းရရှိတယ်ပေါ့နော်အဲ့တော့အချမ်းဖက်စစ်ကောင်စီပို့လိုက်တဲ့ဒီစစ်ကူစစ်ကြောင်းပါပေါ့နော်စစ်ကြောင်းတစ်ကြောင်းတော့ဘယ်ရောက်တော့မှမသိဘူးဖြစ်နေကြတယ်ပေါ့အဲ့တော့ဒီအချမ်းဖက်စစ်ကောင်စီကလည်းဒီစစ်ကြောင်းကိုအသေးအံလိုက်ရှာတယ်လို့သိရပါတယ်နော်အဲ့တော့ဒီမှာဆိုရင်စစ်ကောင်စီနဲ့နှိစက်တူအမျိုးသားတအုပ်ကဒီနေ့ပဲလေကြောင်းကနေလွတ်လိုက်တာတဲ့အရင်တုန်းကလည်းရောက်နေတဲ့သူတို့တပ်မ69စစ်ကြောင်းစီကိုတွားတာကြောက်ဖြူလေးစေးကအထက်ရဲတရင်ဘက်ကိုတွားတယ်လမ်းမှာထွက်ပြေးသွားတာတဲ့ဘုံမူးရဲ့သူ့ရဲ့လက်ပါစီတချို့ရဲ့ခုထိပြောင်းနေတယ်လို့သတင်းရရှိပါတယ်နော်အဲ့တော့အချမ်းဖက်စစ်ကောင်စီကတော့ဒီရခိုင်မှာစစ်မတိုက်ရဲလို့ထွက်ပြေးနေရတဲ့အခြေအနေကိုရောက်နေပါပြီနော်ကျွန်တော်ပထမဆုံးနားထောင်မဲ့သတင်းကတော့အခုကတရုတ်ကအကြမ်းဖက်စစ်ကောင်စီပြစ်ပြစ်သားသားရက်တဲ့အချိန်တွေပဲပတ်သက်ပြီးတော့ဗောနော်တရုတ်ရဲ့ဒီစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ဟာတွေဘာလို့ထိခိုက်လို့မရလဲဆိုတဲ့အကြောင်းကိုသုံးသပ်ထားတဲ့မှတ်သက်ရေးဗီဒီယိုတစ်ချက်လောက်ကြည့်ကြအောင်နော်ဒီမတရားမှုတွေကိုမျက်မြင်ကိုယ်တွေကဘာလုံးမြင်တွေ့နေရတဲ့နော်ဒီမအားလာတို့စစ်အုပ်စုရဲ့လုပ်ရက်တွေဒီလုပ်ရက်တွေထားထဲမှာကျွန်တော်တို့ပြည်သူလူထုကကက်ခဲခဲကြားကနေဒီတော်လန်ရေးကိုတိုက်နေကြတာဖြစ်တယ်တော်လန်နေကြတာဖြစ်တယ်အဲ့တော့ဘာအကြောင်းဒီတရုတ်ရဲ့စီးပွားရေးတွေကိုပေါ့နော်ဘာကြောင့်မို့ကျွန်တော်တို့ကစောင့်စည်းဖို့လိုအပ်တာလေ။ဘာလဲ။အကယ်၍ကျွန်တော်တို့နိုင်ငံအနေနဲ့တရုတ်ရဲ့စီးပွားရေးတွေကိုဖျက်ဆီးလိုက်မယ်ဆိုရင်တောင်းယူရမှာလားပြည်သူတွေအားလုံးတောင်းယူရမှာလား။ဒါမှမဟုတ်လို့ရှိရင်ပေါ့နော်ကျွန်တော်တို့အဲ့ဒီတရုတ်ရဲ့စီးပွားရေးတွေကိုမထိသိမ်းတော့ပါပဲနဲ့နော်ဖျက်ဆီးပြစ်မယ်ဆိုလို့ရှိရင်တရုတ်ကစစ်ရေးနဲ့ဝင်ရောက်လာဖို့အခြေအနေကိုရှိနေတာလား။ဘာကြောင့်ကျွန်တော်တို့ကသူ့ရဲ့စီးပွားရေးကိုဒီလောက်ဖိနှိပ်နေတဲ့ကြားကနေပြီးတော့ဒီတရုတ်ရဲ့ပါဝင်ပတ်သက်မှုတော့တို့တော်လည်းနောက်နေနေတယ်နောက်နေနေပြန်ပြီးတော့ဒီလားရှိကိုပြန်ပေးရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးဘာကြောင့်ကျွန်တော်တို့ကသူတို့ကိုစောင့်စည်းရတယ်ပေါ့နော်အရန်တော့မြင့်သွားပြီဖြစ်တယ်နော်မြင့်သွားလို့လေဒီမှာအုံနောက်နဲ့တိတ်ပြီးတော့လိုက်မမိတဲ့ကိစ္စဖြစ်တယ်ကျွန်တော်တို့ကတော့ရိုးရိုးပြည်သူတွေဖြစ်တယ်ပေါ့နော်ရိုးရိုးပြည်သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီလိုမျိုးဟာလားကိုယ်နိုင်ငံကိုနော်မကူညီတဲ့အပြင်ကိုယ်နိုင်ငံရဲ့စီးပွားရေးအကျိုးစီးပွားတွေအကျိုးအမြတ်တွေကိုလည်းနော်နှစ်ရှည်လများနော်ရာစုနှစ်တစ်ခုချိန်ပြီးတော့နော်ယူထားတဲ့အပြင်ကိုနော်မြန်မာနိုင်ငံကိုအမျိုးမျိုးစစ်ရေးပြည်ပခဖြစ်အောင်ဖန်တီးပေးခဲ့တဲ့ဒီတရုတ်ကြီးအမျိုးမျိုးကျွန်တော်တို့ကိုဒုက္ခရောက်အောင်လုပ်နေတဲ့တရုတ်ရဲ့လောင်းရိပ်အောက်ကနေကျွန်တော်တို့တွေဘာကြောင့်ရုံးမထွက်နိုင်တာလဲနော်ဘာကြောင့်သူ့ရဲ့စီးပွားရေးတွေကိုကျွန်တော်တို့ကဆော့ရှော့ပေးဖို့လိုအပ်နေတာလေကျွန်တော်တို့ပြည်သူတွေရဲ့အသက်အိုးအိမ်ကြောက်လားနော်ဒါကတော့ကျွန်မအုံနောက်နဲ့လိုက်မမီတဲ့ကိစ္စတွေဖြစ်တဲ့အတွက်ပေါ့နော်ဒါကိုကျွန်မစဉ်းစားနေတာပေါ့လေအဲ့တော့စစ်ကောင်စီကတစ်ချိန်လုံးကျွန်တော်တို့ပြည်သူလူထုကိုနော်အစစ်နဲ့လူဒန်းစားတွေလို့ပဲတတ်မှတ်ခဲ့တာလေသူတို့လုတ်ချင်ရလုတ်ခဲ့တယ်ဆွဲချင်တယ်လို့ဥပဒေဆွဲခဲ့တယ်နော်အခုဒီရက်ထဲမှာထွက်လာတဲ့ခြင်းတွေရှိတယ်ဒီဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ချန်စီယိုကိုခိုးပြီးတော့မြေခိုးပြီးခတ်နေတဲ့ကိစ္စကိုတော်လိုင်းတက်ခွဲတွေနဲ့တွေ့လို့ဒါတောင်းမြင့်လိုက်ရတဲ့ကိစ္စတွေရှိတယ်နောက်ခုဒီလာရှိုးကိုပေးလိုက်ရတဲ့ကိစ္စကလာရှိုးအိန္ဒိယမှာနော်ဒါပြီးတော့သူတို့လုပ်နေတဲ့ဓာတ်ပုံတွေထွက်လာတာရှိရပေါ့နော်သူတို့ရဲ့မြို့အပိုင်လိုဖြစ်သွားတဲ့ပုံစံမျိုးတွေထွက်လာတာကိုလည်းတွေ့ရတယ်ပေါ့နော်အဲ့ဒီလာရှိုးကြီးကနော်မအားလာလို့နော်သူတို့ပြန်ယူတယ်ဆိုပေမဲ့ကျမတို့သိရတဲ့လောက်ကြားရတဲ့လောက်ကတော့ဒါတရုတ်ရဲ့လက်ထဲကိုထိုးထည့်လိုက်တာဖြစ်တယ်အဲ့တော့ဒီလာရှိုးကတရုတ်ရဲ့အပိုင်ဖြစ်သွားတော့မှာလားပေါ့နော်ဆိုတော့ကြတော့လောက်ချင်တယ်လို့ဖြစ်ချင်တယ်လို့ဖြစ်နေတယ်ကျမတို့နိုင်ငံကြီးကဖြစ်ချင်လို့ဖြစ်နေတယ်ဒီမအားလာကြီးကဒါကျမတို့အမြန်ပေါ့နော်ဒီတော်လန်ရေးကိုကျမတို့တစ်ဖက်ကိုအလေးတောင်အောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့မြန်မာနိုင်ငံရဲ့အနာဂတ်ကတော်တော်ကြောက်စရာကောင်းနေရှင်။နောက်ခုကကျွန်တော်တို့ဒီတရုတ်အနေနဲ့ပေါ့နော်ဥပမာပေါ့ထိုင်းကိုဆိုရင်တရုတ်ရဲ့အကောတရုတ်စကားထိုက်ကောနော်အမေရိကကိုဆိုမေကောနော်အဲ့လိုမျိုးကောလေးတွေထည့်ပြီးပြောတယ်။အဲ့ကောဆိုတာနိုင်ငံပေါ့ရှင်နော်။အဲ့တော့ထိုင်းနိုင်ငံဆိုထိုက်ကောဆိုရင်ဒါထိုင်းနိုင်ငံလို့သူတို့ခေါ်တာ။အဲ့တော့မြင်တင်ဆိုတဲ့အဓိပ္ပာယ်ကခုနကကျွန်မကြည့်လိုက်ရတာပေါ့နော်။အဲ့ဒီ interview တစ်ခုမှကြည့်လိုက်ရတာမြင်တင်ဆိုတဲ့အဓိပ္ပာယ်ကပြည်နယ်လို့ဟိုကအဓိပ္ပာယ်ရတယ်ပေါ့နော်။ပြည်နယ်ပေါ့မြင်တင်ဆိုတာဒါမြန်မာပြည်နယ်တစ်ခုအနေနဲ့ခေါ်တုံးနေခြင်းဖြစ်တယ်ပေါ့။ဒီတော့ကျွန်တော်နိုင်ငံကဒီစစ်အုပ်စုရဲ့လက်ထဲမှာကြာရောက်ခဲ့တဲ့နှစ်90လုံးလုံးဒီတရုတ်ရဲ့စိုးမိုးမှုအောက်မှာအပေးလူတွေလုံးကျွန်တော်ပြည်သူတွေသိလိုက်တာနည်းနည်းပဲရှိတယ်။တော့မသိတဲ့ကိစ္စတွေအများကြီးရှိသေးတယ်။အများကြီးကျွန်တော်နိုင်ငံဝါးနေလို့ထားတာ။နော်ခုနအခေါ်ပေါ်လေးတော့မှဒါ
ကိုအရင်တည်းကခေါ်ပေါ်လာခဲ့တာမြန်ကြီးဆိုတာကပြည်နယ်မြန်မာနိုင်ငံကိုသူ့ရဲ့ပြည်နယ်တစ်ခုလိုပဲသဘောထားနေတဲ့ပုံစံမျိုးဖြစ်တယ်။နောက်ချစ်အောက်ဝင်လို့ရလို့ချစ်အောက်ဝင်လာပြီးတော့လက်ဝင်လို့ရရင်လက်ဝင်မယ်ခေါင်းလုံးလုံးဝင်လာလို့ရတဲ့အချိန်ကျရင်ခေါင်းလုံးလုံးဝင်လာမယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့တော့မအားလာလို့စစ်အုပ်စုလောက်ပုံလုပ်နေနော်တို့ကတော့ခွေးယူတွေပေါ့ရှင်ခွေးယူတွေလိုက်ကြိုက်တယ်ဆိုရင်အဲ့ခွေးယူအကြိုက်ခံရတဲ့လူကယူသွားတာလေနော်ယူမယူလည်းပေးပေါ့ရှင်နော်ယူပြီးပေးတာပေါ့အဲ့တော့ကျွန်တော်တို့ကဒီခွေးယူတစ်ကောင်အကြိုက်ခံရတာ ਨੇ တကယ်အဲ့အချိန်တွေကိုရောက်နေပါလေနော်အဲ့အချိန်တွေကဒါပေမဲ့တို့ဒီဓာတ်ထဲမှာတော့အရန်စိတ်ပြတ်စရာတော့လည်းမဟုတ်တော့မဟုတ်သေးဘူးပေါ့နော်တို့ဒီဓာတ်ထဲမှာဒီရက်တွေထဲမှာဆိုလို့ရှိရင်ဒါအောင်ဝဲတွေကပို့ပြီးတော့စတိုက်များလာပြီးတော့ဗီဒီယိုဖိုင်တွေတွေ့မှာပါနော်အချိန်ဖမ်းမိတာတွေရောအသေးပြတ်တာတွေရောဆိုတော့တကယ်ဟိုမှာကျွန်တော်ရေးဖို့အရန်စူးစမ်းနေတယ်လို့ကျွန်တော်မြင်ရတယ်ပေါ့နော်လို့ကဒီဆရာကြီးဆိုပြီးတော့ဒီမှာပြန်ရောက်တဲ့သတင်းလေးတွေတွေ့ရတဲ့ခါကျတော့ပို့ပြီးတော့အားတက်စရာဖြစ်တယ်အဲ့တော့စိတ်ကတော့ကြောက်ကြမလို့ကျွန်တော်ကစိတ်ရင်းနဲ့ဆိုလို့ရှိရင်တော့နိုင်ငံပြည်သားဖြစ်တဲ့အတွက်ဒီဘက်ကိုစိတ်ကမကြမယ်ဒီတရုတ်အကြောင်းကိုကျွန်တော်တတိတက်လာပြီဆိုရင်အရန်စိတ်နှောက်ရှက်ဖြစ်ရပြီးတော့မှအရန်ကိုမှမုန်းတီးရွှန်ရှာတဲ့ဒီနိုင်ငံမျိုးတွေနိုင်ငံသားတယောက်အနေနဲ့ဒီတရုတ်ကိုမြန်မာပြည်ရဲ့မြေတလက်မတော့ကျွန်တော်မပေးချင်ဘူးပေါ့နော်အဲ့တော့ရင်းထဲမှာအရန်နာကျင်ရတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော် MNDA ကိုယုံကြည်ခဲ့တယ်ဒါမှလည်းအပြစ်တော့မဟုတ်ဘူးယုံကြည်နေတဲ့လူတွေအပြစ်တော့မဟုတ်နောက်ကနိုင်ငံရေးမှာလက်ကွက်တွေရှိတာဖြစ်တဲ့အတွက် MNDA ပေးလိုက်ရတဲ့လာရှိုးဟာနော်ဒီလက်ကွက်ဖြစ်ပါစေလို့ကျွန်မမျှော်လင့်နေဆုတောင်းနေပါရှင်နော်ဒါပေမဲ့ကျွန်တော်တို့အမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ရက် MNDA ကရက်မယ်ဆိုလို့ရှိရင်မြန်မာပြည်ဘက်ကိုပဲရက်ကမှာအကယ်၍တရုတ်ကိုကြောက်လို့ပြက်ပြက်တန်းတန်းမရက်တည်ခဲ့ဘူးဆိုလို့ရှိရင်တော့တော်လည်းနိုင်ခဲ့ရင်သူတို့မှာပြဿနာအများကြီးရှိရပေါ့နော်ဒါလည်းတစ်ခုပေါ့လေနော်အဲ့တော့အိမ်ကြီးချင်းနိုင်ငံတွေကလည်းနော်သူတို့ကျွန်တော်တို့မြန်မာနိုင်ငံကိုပြောမယ်ဆိုလို့ရှိရင်တော့ငြိမ်းချမ်းစေချင်တာငြိမ်းချမ်းရေးလမ်းကိုပဲအတင်းဆွဆွဲသွင်းနေတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူတို့မအောင်ဘူးဘာလို့လဲဆိုတော့ပြည်သူလူထုကလုံးဝအရှိန်မလျှော့ဘဲနဲ့မောင်းတင်လာတာဖြစ်တဲ့အတွက်အာဆီယံရဲ့စူးစမ်းမှုကဘေးနိုင်ငံတွေရဲ့စူးစမ်းမှုကမအောင်ဘူးဒါပေမဲ့သူတို့တကယ်ဖြစ်ချင်တဲ့ဆန္ဒကမြန်မာပြည်သူလူထုပါပဲဖြစ်ဖြစ်မဟာလာပါပဲဖြစ်ဖြစ်အမြန်ငြိမ်းချမ်းဖို့တာသူကဆန္ဒပွဲပြီးသွားစီနေတာနော်နောက်ရှောက်ပြေးလာရဖြစ်တယ်ပေါ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်တာဝန်ယူရမှာကြောက်လို့ဘယ်လိုတာဝန်ယူရမှာကြောက်လဲဆိုတော့အကယ်၍တာသူတို့ဟာတော်လိုင်းရေးဘက်ကိုတာပြက်ပြက်သားသားရက်တည်လိုက်မယ်တော်လိုင်းရေးကိုထောက်ကူလိုက်မယ်ကုညီလိုက်မယ်ဆိုလို့ရှိရင်တို့တာဝန်ယူရမယ်နောက်ဆက်တွဲကြီးအဲ့ဒါဘာလဲဆိုရင်နိုင်ငံတွင်းထဲကနေထွက်ပြေးလာတဲ့စစ်ပေးရှောင်ဒုက္ခတွေကိုတို့တောင်းယူခဲ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အခုတို့တောင်းယူချင်လို့လေဒါဖန်စီတာတွေထိုင်းနိုင်ငံမှာရောလေးရှားနိုင်ငံမှာရောဒါအဖက်ဖက်ကနေမြန်မာပြည်သူလူထုကအပြိနှိတ်ခံရတဲ့အနေအထားမျိုးရှိတယ်အဲ့တော့တို့တောင်းယူရမှာကြောက်တယ်ဆိုပေမဲ့ကျွန်တော်ပြည်သူလူထုရဲ့နော်ဇွဲကောင်းမှုနဲ့ကြက်ခိုင်တဲ့စိတ်ဓာတ်တွေကြောင့်တို့ဟာလုံးဝရှေ့ဆက်လို့မရဘူးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဓာတ်ထဲမှာတက်လာတဲ့သတင်းတွေအရဆိုကျွန်တော်တို့အတွက်အယောင်အားရှိတယ်နော်ဒီတော်လေးတစ်ဖွဲ့တွေတိုင်းနာလက်နက်ကိုင်တွေအားလုံးကျွန်တော်တို့ရှေ့ဆက်ဖို့ပဲကျွန်တော်တို့ပြည်သူလူထုရဲ့အတန်ကိုနားထောင်ပေးထားဖို့တော့ကျွန်တော်ပြောချင်တယ်ပေါ့နော်အရင်ကမငြိမ်ညွတ်ခဲ့တဲ့ကိစ္စလေးရှိနေပြီအခုနောက်ပိုင်းမှာကျွန်မထင်ရသလားလုံးဝစီးလုံးညီညွတ်လာမယ့်အချိန်တစ်ခုကိုပို့ပြီးတော့ရောက်လာနိုင်မယ်အခုလည်းစီးလုံးညီညွတ်နေတာပါပဲတချို့အဖွဲ့တွေကလွဲနေပေါ့ရှင်နော်ဒီ MNDA တို့ကလာကျိုးရဲ့ရင်ဝင်ထဲမှာရှိနေတဲ့အတွက်ဒါတွေတော့ကျွန်မအနေနဲ့အခုချိန်မှာမသုံးသပ်လို့သေးဘူးအကယ်၍ MNDA ဒါကျွန်တော်တို့တော်လှန်ရေးကိုနော် PR တစ်ခုကြောင့်တစ္ဆာဖောက်ခဲ့ရတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီတစ္ဆာဖောက်မှုပေါ်မှာ MNDA အနေနဲ့ဒါအကျွေးတင်သွားမှာဖြစ်ပါတယ်မြန်မာပြည်သူလူထုအပေါ်မှာအကျွေးတင်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတော့စောင့်ကြည့်နေထားပဲဖြစ်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ရဲ့တော်လှန်ရေးအခြေအနေကတော့ဒီရက်ချိန်မှာကြားရတဲ့သတင်းတွေကတော်တော်အားတက်စရာကောင်းတယ်ရဲဘော်တွေတော်လှန်ရေးအဖွဲ့တွေကတော်တော်လေးကိုအားတင်းပြီးတော့မှတော်တော်လေးစူးစမ်းပန်းစားလုပ်နေတဲ့အခြေအနေမျိုးကိုတွေ့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့လုံးဝအားမလျှော့လိုက်ဘူးအားပေးကြပါတယ်ပြည်သူလူထုအားလုံးကိုကဲဒါတော့မှသက်ရအောင်နော်တရုတ်နဲ့ပတ်သက်ပြီးပြောပြီးမှပြည်သူလူထုအားပေးထားတဲ့ဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်အဲ့တော့တရုတ်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုကတော့အခုချိန်မှာဆိုရင်အချမ်းဘတ်စစ်ကောင်စီဘက်ကိုမရက်လိုက်ပြီးတော့လာရှုမှာတော့မှာနော်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံထဲကိုဝင်ရောက်ဆွတ်ဖက်လာတော့လုံးဝအတိအကျဖြစ်နေပါတော့အဲ့တော့တရုတ်ကိုတွန်းလှန်လို့မရဘူးလားမရတဲ့အခြေအနေတော့မရှိတော့ပါဘူးเนาะအဲ့တော့ဒီတရုတ်ကိုလည်းကျွန်တော်တို့ဒီပြည်သူလူထုဘက်ကနေပြန်ပြီးဖိအားပေးဖို့လိုတဲ့ကဏ္ဍတွေရှိလာပါပြီเนาะအဲ့တော့ဒီတရုတ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးလုပ်ကြမလဲဆိုတာတော့နောက်ပိုင်းကျရင်တော့ဒီကျွန်တော်ရဲ့ဒီခေါင်းဆောင်တွေကဆက်ပြီးတော့ဗောနော်ညွှန်ကြားမှာဖြစ်ပါเนาะဟုတ်ကဲ့ကျွန်တော်နောက်ထပ်နားထောင်မယ့်သတင်းကတော့စကိုင်းတိုင်းကလေးမြို့နယ်ထဲမှာဗောနော် MI35 ဒဇင်းကိုကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေကဗောနော် .5 နဲ့ပြစ်ခတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ထားတယ်ဆရာလေးမြကျော်ရဲ့သတင်းကိုကျွန်တော်နားထောင်ကြည့်အောင်เนาะစကိုင်းတိုင်းကလေးမှာMI35 ဒဇီးကိုတော်လိုင်းတပ်တွေက .5 စက်တနက်များနဲ့ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်းကျွန်တော်တို့သိရှိရပါတယ်ခင်ဗျမိုက်ပြီဆိုတော့စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကြေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကထွက်ခွာလာတဲ့ MI35 ရဟတ်ယာဉ်ဟာတော်လိုင်းတပ်တွေရဲ့ .5 စက်တနက်နဲ့ပြစ်ခတ်မှုကြောင့်ထိမှန်ကမီးခိုးများဥပြီးအရေးပေါ်ဆင်သက်ခဲ့ရပါတယ်ဆင်သက်ခဲ့တဲ့နေရာကတော့ပြူစောထီးများရှိတဲ့ကြေးရွာတစ်ခုလို့ကျွန်တော်တို့သိရပါတယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုမျိုးမင်းထွေးဥဆောင်တဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ပါဒီကနေ့29ရက်နေ့ဒီကနေ့မနက်မှာပဲ MI35 နဲ့စကိုင်းတိုင်းကလေးတောင်ပိုင်းရှိရွာတွေကိုတရဇက်တိုက်ခိုက်နေပြီးဒီတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူအမြောက်များတိတ်ဆုံးခဲ့ရတယ်လို့ကျွန်တော်တို့သိရပါတယ်စကိုင်းကိုပြင်းပြင်းထန်ထန်ထိုးနဲ့တိုက်ခိုက်မှုဟာခက်စိတ်စိတ်ဖြစ်လာနေတယ်လို့စကိုင်းမကွေးကိုခက်စိတ်စိတ်စစ်ကြောင်းထိုးမှုတွေမပြတ်တွေ့နေရပါတယ်ဒါပြင် KNU တပ်မဟာရဲ့ထိုးစစ်တွေဒီနောက်ပိုင်းတရဇက်ဖြစ်လာနေပါတယ်
ဒီနေ့မှာကော့ဂရိတ်တိုက်ပွဲဟာပြင်းထန်လျက်ရှိလို့ဗမော်ဟာလည်း90ရာခိုင်နှုန်းတိမ့်ပိုက်ထိမ့်ချုပ်ထားပြီလို့ကျွန်တော်တို့နောက်ဆုံးသိရှိထားပါတယ်ဗမော်မြို့မှာစခခ21ကရင်ပြည်နယ်မှာစခခ12ဒီနှစ်ခုကဘယ်သူအရင်ကြောက်လဲလို့ကျွန်တော်မေးခွန်းထုတ်ပြီးသားဖြစ်ပါတယ်ကျွန်တော်ထင်တာကတော့စကခ21အရင်ကြဆုံးလိမ့်မယ်လို့ရှုမြင်သုံးသပ်ပါတယ်ခင်အဲ့တော့ KNU တက်တည်ရဲ့ဒီကနေ့စကန်သိတိုက်ပွဲတစ်ခုကိုကျွန်တော်တင်ပြပါရစေတဝဲမောင်မဲရှောင်ရွာစခန်းကို KNU တပ်မဟာလေးတဝဲခရိုင်ကတိမ့်ပိုက်လိုက်တယ်လို့ဒီကနေ့ထုတ်ပြန်ချက်များရသိရှိရပါတယ် KNU တပ်မဟာလေးတရင်စနစ်တဝဲကမောင်မဲရှောင်စစ်စခန်းကိုတိမ့်ပိုက်လိုက်ပြီလို့သိရှိရပြီးလက်နက်ခဲယမ်းအမြောက်အများကိုတင်စီရနေပါတယ်ဖက်စစ်တပ်အနေနဲ့တော့အရာရှိတဦးပေါင်းပြီး9ဦးတေဆုံးခဲ့တယ်လို့သိရပြီး4ယောက်ကတော့တိုက်ပွဲမှာကြာဆုံးတာဖြစ်ပြီးစခန်းရဲ့အထက်အရာရှိစခန်းရဲ့အရာရှိဗိုလ်ကြီးကတော့သူ့ကိုယ်တနက်နဲ့ပြစ်တက်ပေးသွားတယ်လို့သိရပါတယ်။ဒါကတော့ဆရာလေးမကျော်တက်ဆက်ထားတဲ့သတင်းပဲဖြစ်ပါတယ်နော်။အဲ့တော့ဒီရဟိုင်နဲ့ပတ်သက်ပြီးတော့အသေးစိတ်သတင်းတက်လာရင်လည်းထပ်ပြီးတော့တင်ပြပါမယ်နော်။ကဲကျွန်တော်အခုနောက်ထပ်ကြည့်ရမယ့်သတင်းကတော့ကျွန်တော်ဒီတော်လိုင်းအစပိုင်းတွေမှာပေါ့နော်ကျွန်တော်သိခဲ့တဲ့ဒီဘူဆလုံးပေါ့နော်ဒီ KNB နဲ့ဘူဆလုံးဆိုတာတော်တော်လေးကိုပေါ့နော်ကျွန်တော်တော်လိုင်းထဲမှာဆိုလည်းနာမည်ပြက်တွေတော်တော်ရှိတယ်ပေါ့နော်ကျွန်တော် PDF တွေကိုဒီအပြောက်ရှင်းတဲ့ကိစ္စတွေမှာတော်တော်လေးပေါ့နော်ဒီတရားမျှတမှုတွေမရခဲ့တာလည်းရှိရပေါ့နော်အဲ့ဒီဘူဆလုံးအခုဆိုရင် DKB တွေကိုပြောင်းဝင်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးကြော်ပြင်းပြောထားလေချန်တာထောက်ကြည့်အောင်နော်ရဲ့တပူဟောင်းဖြစ်ခဲ့တဲ့ရာရှိဟောင်းဖြစ်ခဲ့တဲ့စောစလုံးအခုတော့ DKB ကိုပြန်လဲပူပေါင်းနေဆိုတဲ့သတင်းလေးတော်လိုင်းဖွဲ့မှာတော့ဘူဆလုံးခေါ်တာပေါ့နော်ခင်ဗျားတို့အားလုံးသိပြီးသားစောစလုံးဆိုတဲ့ပုဂ္ဂိုလ်စောစလုံးဘူဆလုံးပေါ်ပြန်သူတို့ခေါ်တော့ဘူဆလုံးကအရင်တော့ဘယ်ရလဲဆိုတော့ DKB မှာတာဝန်ထမ်းဆောင်နေတာ DKB မှာထမ်းဆောင်နေတဲ့ဘာဖြစ်လဲဆိုတော့2022လေးရောက်တော့သူကဒီနေရာမြရဲ့ KTL လို့ခေါ်တဲ့ဒီစစ်တပ်ကိုတိုက်မဲ့ KTL မှာသွားပြီးတာဝန်ထမ်းဆောင်မယ်ဆိုပြီးတော့သူကထွက်သွားတာနော်ထွက်သွားတာသူကဝိုင်းထွက်သွားတာ DKB ရဲ့ထွက်သွားတာနော် DKB ရဲ့စစ်ကြောင်းမှုဖြစ်တဲ့တာဝန်ထားရကနေသူကဘာလုပ်လဲဆိုတော့ဆရာနာရှင်ကိုတော်လာမယ်ဆိုပြီးတော့နေရာမြရဲ့တက် KTLA ဆိုတဲ့ကော်တူလေးအာမီတွေကိုသွားပြောင်းတယ်သူကဘာလုပ်လဲဆိုတော့ KTL မှာအထူးကွန်မန်ဒိုတိုက်ရင်ဖြစ်နေသူကစစ်ကြောင်းမှုဖြစ်နေသူကတာဝန်ဆက်ထမ်းဆောင်တယ်ဆက်ဆောင်နေသွားပြီးတိုက်တာစစ်တပ်ကိုတိုက်ရောဗျာတိုက်ရင်နဲ့ခုလည်းကြောက်2နှစ်ကျော်3နှစ်လည်းရောက်တော့ဟိုဘာဆက်ဖြစ်လဲဆိုတော့ DKB တွေကိုပြန်လာတယ်ခင်ဗျားတို့ကျွန်တော်ကရင်နဲ့ပတ်သက်ပြီးပြောဦးတယ်မို့လားကရင်စစ်သားတယောက်ကယူနီဖောင်းလေး4လောက်အနည်းဆုံးရှိတယ်သူတို့မှာ KNL ဝတ်ဆောင်ရှိတယ် KNL ဝတ်ဆောင်ရှိတယ် KNL PC ဝတ်ဆောင်ရှိတယ် DKB ဝတ်ဆောင်ရှိတယ် BGF ဝတ်ဆောင်ရှိတယ်နောက်အခုထပ်ပြီးတော့ KDL ဝတ်ဆောင်မှရှိသေးတယ်အဲ့ဒါအပြင်ဘာဝတ်ဆောင်ထပ်ရှိသေးလဲလို့မင်းခင်ဗျဟို PDF တွေနဲ့ပူးပေါင်းတဲ့ဘာဘက်တလီယန်ညာဘက်တလီယန်ပေါ့ဗျာအဲ့ဒီအုပ်စုတွေတဲ့ဝတ်ဆောင်တွေလည်းရှိသေးတယ်ဟောလိုအပ်ရင် KND ဝတ်ဆောင်လည်းကောက်ဝတ်တယ်အဲ့ဒီကောင်တွေလူတယောက်တည်းနဲ့ဝတ်ဆောင်5-6ကိုပြောင်းတာဒီကနေ့ဒီဝတ်ဆောင်ကဟိုဝတ်ဆောင်အဲ့လိုနဲ့လောက်ခဲ့ကြတယ်လို့ကျွန်တော်ပြောတယ်မလားပြောဦးတယ်ဆိုတော့မှတ်မိကြလိမ့်ဆိုတော့အခုစောစာလုံးရဲ့လောက်ရကအဲ့ဒါသက်သေတွေကတစ်ခုပဲကျွန်တော်ပြောခဲ့သက်သေတွေကတစ်ခုပဲ2021နိုင်ငံရေးမဖြစ်ခင်တုန်းကသူက DKB က2020နိုင်ငံဖြစ်တဲ့အချိန်မှာပဲတိတ်မကြောက်တစ်နှစ်ကျော်တော့နှစ်လောက်လည်းကြောက်ငါတော့စစ်တပ်ကိုတော်လာမယ်ချမယ်ဆိုပြီးတော့ဝင်ဖန်တော့ဗျာဝင်ပေါ့အဓိကတော့ဒီလိုလုပ်တဲ့အတွက်သူပတ်ဆံရနိုင်တယ်ကိုရနိုင်တယ်လူတွေနာမည်ကြီးပဲထင်ရှားသွားနိုင်တယ်ကြော်ကြားသွားနိုင်တယ်ဒါကြောင့်မို့လို့ဝင်ဖန်တဲ့နေနဲ့ DKB ကငါထွက်တယ်ဆိုပြီးတော့သွား DKB ကငါတက်ကနေ NC ထိုးတာမို့ထွက်တယ်သူငါဘာလုပ်လဲဝင်တယ်ပဲလို့ဆိုတော့နေရာညတက်တယ်ဝေတယ်လူနေရာနဲ့ကျူသွားလို့ပြီးတော့တိုက်ပွဲတွေပေါ်တယ်သူ့အောင်မှာ PDF တွေအများကြီးရောက်လာတယ်အဲ့ PDF တွေတုံးပြီးတော့စစ်တပ်ကိုတိုက်တယ်နိုင်လားဆိုတော့တပွဲမှလည်းမနိုင်သူတို့နိုင်ရဆိုတော့ပွဲရတယ်ခဏပဲပြီးရတာနိုင်ဆိုခဏပြီးရတာအဲ့လိုလုပ်ကြရင်လည်းအခုနောက်ဆုံးအခြေအနေမဟန်မှန်းသိလို့အခု DKB လေးပြန်သွားတယ် DKB ဆိုတော့NASA ကနေ NC ထိုးရတဲ့ပွဲပြန်တွေးကြည့်ဘလောက်ခင်ဗျားတို့ဘလောက်မလဲဆန်လဲဆိုတော့ခဏစဉ်းစားကြည့်တယ်ဒီကောင်မနေ့ကတော့စစ်တပ်ကိုတိုက်တယ်ဒီကြောင့် DKB စစ်တပ်နဲ့ NC ထိုးရတဲ့ပွဲကိုပြန်လာပေါင်းတယ်အဲ့ဒါကိုလည်းစစ်တပ်ကလက်ခံပေးရတယ်နော်အဲ့တော့ဘယ်လိုလုပ်ကြလဲခင်ဗျာကျန်တာပြောတယ်ခင်ဗျားတို့ဘာလဲကိုဇွဲဆိုတာပါလားအဲ့ဒီကောင်လည်းဒါစစ်သားသားသမီးပဲစစ်တပ်ကကျွေးတဲ့ထမင်းကိုခင်ဗျာလေမဲနဲ့ကော်ထုတ်ရတယ်အဲ့ဒီကောင်ပြီးလည်းပြောဘာလုပ်လဲဆိုတော့စစ်တပ်ကိုတော်လာမယ်ပုံကံမတိုက်မယ်ခိုင်းမယ်ဆိုထွက်သွားတယ်သူကစူဆောင်းတာသူတနေ့သူစူဆောင်းပေးတယ်လူ5-6ဆောင်း5-6အဲ့လိုလူရတယ်လူမယ်သူစူဆောင်းပေးတယ် PDF နဲ့စူဆောင်းပေးပြီးတော့အဲ့ချိန်မှာတာလုံးကပေးသား90လို့ပေးသား100လို့ပေးရတယ်ဘိုးရနိုင်ပေးသား90လို့ပေးရတာပဲဟိုကောင်ကအစေဝပေးသား90လို့ပေးရတာပဲအကုန်လုံးတပ်ပေါင်းတော့ဝိုင်းတောင်းနေအောင်သူပေးရသူမှလည်းဘာမှမကြောက်အဲ့လိုနဲ့ပေးရတော့အဲ့ကောင်ကတောက်ကြတယ်ပြောပမာတွေကိုရောင်းစားတယ်အဲ့အဖွဲ့တွေပြန်ရောင်းစားတယ်အဲ့ဟိုအဲ့ကောင်ပြီးလည်းအခုကျတော့သူဘာလုပ်လဲသူလည်း DKB နဲ့တော့ပေါင်းတာပဲဟောအဲ့တော့ DKB ကစစ်တပ်နဲ့ NC ထိုးထားပါတယ်ဆိုတော့ဖွဲ့စည်းအဲ့ဒီဖွဲ့စည်းထဲမှာပဲအဲ့ဒီခုနစစ်တပ်ကိုတော်လိုင်းပုံကမာတီဆိုတော့သူကတော့ပြန်ပေါင်းတယ်ခင်ဗျားတို့ပြန်စဉ်းစားကြည့်တာလက်တွေ့ကြလားမကြလားသူတို့လုပ်နေရတယ်အဲ့တော့ဒါလည်း DKB ကပေါင်းခံတာပဲပေါင်းခံတယ်လာပေါင်းခံတယ်ဘာလို့သူကရင်ဟိုဗျသူကရင်ဆိုလာပေါင်းပေါ့ကရင်ဆိုလာပေါင်းတက်ခံတယ်ဟောအခုအဲ့ကောင်ပါလေငင်းငင်းဆွေးနွေးတော့တက်ခိုင်းဘူးလားနောက်ကြရင်စဉ်းစားကြည့်လားတစ်ခါကြရင်ခင်ဗျာတိတ်ကြီးဖို့ကောင်းတယ်ဆိုတော့ဗျာဆိုတော့မနေ့ကတည်းကသူကစစ်တပ်ကိုတော်လိုင်းနဲ့စစ်အာဏာရှင်ဒီနေ့လည်းကြောက်စစ်အာဏာရှင်နဲ့ NC ထိုးရတဲ့ကောင်နဲ့တူတူသွားပြန်တယ်တူတူပဲဆိုတော့
ခင်ဗျအဲ့တော့ PDF တွေပါသေပေးရတယ်အလကားသွားသေပေးရတယ်ဟိုမှာရမလားလို့လုပ်ကြည့်တယ်မရဘူးအခုစာလုံးကဘာကြီးလုပ်ခဲ့လဲဆိုတော့မျိုးစောစာလုံးကဖြစ်စဉ်2ခုပြပြမယ်ဖြစ်စဉ်တစ်ခုကဘာလဲဆိုသူမိမတင်းတင်းဦးဆိုတာပါလားမိမဖြစ်စဉ်3ခုရှိတယ်2ခုပြပြမယ်3ခုတော့တစ်ခါပြောတယ်2ခုတစ်ခုပြောမယ်တင်းတင်းဦးဆိုမျိုးသမီးကဘတ်16ဘတ်16သိဘတ်16သိဘာလဲဆိုတော့ထိုင်းကနေလက်နက်ဝယ်ဖို့ဆိုပြီးတော့ဒီအညာဘက်ကလေ PDF ဖွဲ့ကသူတို့ပတ်စံလွှဲပေးတာအဲ့ဒါကိုပတ်စံယူပြီးတော့လက်နက်လည်းမပို့ဘူးပတ်စံတွေကိုမှားပါတယ်လက်နက်မပို့လို့ဟိုကအညာဘက်ကဒေတာ PDF ဖွဲ့ကလန့်တောင်းတယ်ပြောတယ်ကြီးမဆိုင်ဘူးမရှိဘူးရှင်းမပေးနိုင်ဘူးအဲ့ပတ်စံလည်းသိထားတယ်ပြန်လည်းမပေးဘူးလက်နက်လည်းလက်တော့မပေးဘူးအဲ့လိုမှားတာအဲ့လိုယူလိုက်တာပြောင်းယူလာပေါ်တယ်ယူလာဘူးမှဘာပြောနေအညာဘက်က PDF ဖွဲ့ဗဇက်ပိတ်နေရတယ်ဘာပြောနိုင်သေးလဲဘာပြောနိုင်အဲ့ကိစ္စ NUG ဝင်ရှင်းနိုင်လား NUG လည်းမရှင်းနိုင် KNU လည်းမရှင်းနိုင်ဘူး KNL လည်းမရှင်းနိုင်ဘူး KTL လည်းမရှင်းနိုင်ဘူး BKB လည်းမရှင်းနိုင်ဘူး BGF လည်းမရှင်းနိုင်ဘူးဘယ်ကောင်းမရှင်းနိုင်သူမရှင်းနိုင်ပဲလေအဲ့ဘတ်တိကျမှခေါင်းမှာ16သိန်းပေါ့မှားသွားပြီတော့ဒါလေးပဲနေလိုက်ဟောအဲ့ဘက်ကနေကုံဝိုင်းခုတော့ဆိုတော့ကုံဝိုင်းထင်ပါတယ်တောက်စားမှုရေပျော်ပါမိမတွေလိုက်စားပြီးကုံဝိုင်းထင်တယ်ခုတော့မရှိတော့ထင်ပါတယ်ဒါပေမဲ့သူလည်းတစ်ခုတော့ဝယ်တဲ့ချက်ဝယ်ထားပါဦးဗျာနော်အဲ့ဒါသူမိမတင်းတင်းဦးနဲ့ပေါင်းပြီးလုပ်တာတစ်ချက်တစ်ခွက်နောက်တစ်ခွက်ကဘာလဲဆိုတော့ဒီစောစာလုံးရဲ့တပည့်လုပ်ခဲ့တဲ့တယောက်အဲ့တယောက်ကဖြစ်စဉ်တစ်ခုမှာပေါ်လိုက်လို့ဖြစ်စဉ်တစ်ခုမှာသူကသွားပြီးတော့ Facebook မှာတက်ရေးလိုက်လို့ကြာပြီအဲ့ဒါလုံခဲ့တဲ့တစ်နှစ်ကျော်ကျွန်တော်တို့ Facebook မှာကျွန်တော်ပြောခဲ့ပြီးပြီပေါ်လိုက်သူ့ဘက်ကိုပေါ်လိုက်သူတို့ပေါ်တဲ့ကောင်သူကမင်းအဲ့လိုပေါ်ကောင်းလားဆိုစိတ်ဆိုးပြီးတော့အဲ့သူတို့ဘက်ကောင်မှသူတို့ဘက်မိမနဲ့ကလေးကိုဖမ်းထားပြီးတော့မင်းလာဖမ်းခံပြီးလို့တော့နောက်ဆုံးမှာသူကိုယ်တိုင်သူမိမနဲ့ကလေးကိုအသက်ကြီးလို့သူဖမ်းခံပြီးသူ့ကိုယ်သူတတ်ပြီးသွားတယ်အသေးခံအသက်ခံပေးလိုက်ရတယ်သေသွားတယ်နောက်ဆုံးသူဘာလို့တော့ဒီဘိုင်ရှိသေးတယ်လေနောက်ဆုံးသူအားလုံးဟိုသူ့ဆရာလို့တောင်းမှန်ကြောင်းသူမိမနဲ့ကလေးကိုဖြစ်ပြီးကြောင်းသူအသက်သူကိုယ်သားအသေးခံမှဖြစ်ကြောင်းသူပြောခဲ့တဲ့ဒီဘိုင်မှတ်မိကြအောင်မခင်ဗျားတို့အလုပ်ခဲ့ပြီးဒီချိန်အဲ့ဒါဖြစ်နေနှစ်ခုအဲ့ဒီကောင်ဘာလို့သေရလဲဆိုတော့ကော့ဂရိတ်ခွင်မှာတိုက်ပွဲမှာကော့ဂရိတ်မှာဖြစ်နေတိုက်ပွဲကော့ဂရိတ်သင်္ကန်းကျုံမှာဖြစ်တဲ့တိုက်ပွဲမှာအဲ့တော့သင်္ကန်းကြီးတော့သင်္ကန်းကြီးမကြီးတော့သင်္ကန်းကြီးမှာဖြစ်တဲ့တိုက်ပွဲကော့ဂရိတ်သင်္ကန်းကြီးဂျာမှာဖြစ်တဲ့တိုက်ပွဲမှာတိုက်ပွဲတစ်ခုမှာစောသားလုံးကမူးယူပြီးတော့လောင်ချာနဲ့လေအဲ့မှာရှေ့က PDF တွေတက်နေတော့စောသားလုံးကမူးယူပြီးလောင်ချာနဲ့ပြစ်ထိတာသူ့ PDF တွေသူပြစ်မိအကုန်သေးကုန်တာတော်များပဲအဲ့ကိစ္စဟိုကမြင်တော့ဟာအဲ့ဒါသူတို့ဒါပဲလို့မြင်တော့ပြောလိုက်မိလို့အဲ့လိုပြောရကောင်းလားမီဒီယာတွေမှာပေါက်ကြကောင်းလားဆိုပြီးအဲ့ဒီကောင်ခေါ်ပြီးတာအဲ့တော့ဖြစ်စဉ်3ခုအဲ့ဒါ3ခုလုံးစောသားလုံးကလုပ်ခဲ့ဒါပေမဲ့အဲ့စောသားလုံးအဲ့လုပ်ခဲ့ပြီမဲ့အခုဒီကောင်ကဘာရေးယူမှလည်းမခံအောင်ဘာမှလည်းမဖြစ်ဘူး DKB ကသူ့ကိုပြန်ခေါ်ပြီးတော့မူလိုက်ရယူပြန်ပြီးဆိုတော့ခင်ဗျ DKB ရဲ့ကိုချင်းတီလာနဲ့သူတို့ရဲ့ဒီဘာခေါ်လဲသူတို့လိုချင်တဲ့သူတို့ပြောတဲ့တရားမျှတမှုပဲဘာလဲဆိုတော့မျိုးကုန်ပြန်ပေးရနော် DKB ကိုအဲ့တော့ DKB အဖွဲ့တွေလည်းခင်ဗျမယူသားဘူးဆိုအဲ့ဒါပြောတာ DKB အဖွဲ့တွေကလည်းမယူသားဘူးခင်ဗျအကုန်လုံးကဘာမှမဟုတ်ဘူးရှင်းပြောမယ်အကုန်လုံးကကိုကျိုးစည်းွားတွေကြီးခင်ဗျဘာမှကိုဖြစ်မနေကိုကျိုးစည်းွားပဲကျန်တဲ့ DKB ကဘိုးအေဝမ်းအရန်ကြီးကျချမ်းသာလာတယ်ခုဘိုးအေဝမ်းချမ်းသာလာတယ်အင်အားတောက်တင်လာတယ်သူ့အမှ PDF တွေအများကြီးရောက်လာတယ်အနိုင်ဝင်တိုက်ပွဲ6နှစ်ခွက်တိုက်ပွဲတွေမှာထွက်ပြေးသွားတဲ့ PDF တွေမနိုင်လို့ထွက်ပြေးရတဲ့ PDF တွေအခုအကုန်လုံး DKB ဆိုဘိုးအေဝမ်းအောက်ထဲမှာရောက်ပေါ်လာဘိုးအေဝမ်းအဲ့ဒါအကုန်မှထားတယ်သူ့မှာအင်အားတောက်လို့ဆိုပြီးတော့ခင်ဗျတော့သူကြွေးထားတာပေါ့ဗျာလက်နဲ့ကက်စက်တွေပေးထားတာဒါပေမဲ့ A1 အင်အားတောက်သွားတယ် A1 DKB မှာပို့ပြီးတော့အခုနေရာရလာတယ် A1 ကနောက်ပိုင်းသောချစ်သူရဲ့ဒုတိယသောချစ်သူဖြစ်လာမှာတော့ဗျ A1 ဆိုတော့ DKB ရဲ့ဒီသူတို့ရဲ့လောက်ရကစဉ်းစားကြည့်တယ်ယောက်ျားဆန်လာတခါတည်းကျရင်ကျွန်တော်အဲ့ဒါကြောင့်ဒီကောင်ဒီလက်နက်ကင်ဖွဲ့တွေကတော့ကျွန်တော်ထက်ကြောင့်ကျွန်တော်ပြောတာပေါ့ဒီကောင်တွေကလုံးဝကိုတကယ်ဘလောက်ကလေးကလေးကကြည့်တယ်အဲ့တော့လက်နက်ကင်ဖွဲ့တွေပြောနေတဲ့ဗဇက်ကနေထွက်နေတဲ့စကားတွေကိုကျွန်တော်တို့ပွင့်လိုက်ပါအသက်တော်ကြီးတဲ့အတွက်ဟိုအသက်တော်ကြီးတဲ့အတွက်ကိုယ့်ရဲ့အသက်ကြီးတဲ့အတွက်ကာတော့ရှိပါတယ်သို့တော့ကျွန်တော်တခါပြောလိုက်မယ်ခင်ဗျာဟိုဗာလဲဆိုတော့ကတော့ပါတိတိတာနှုတ်ကထွက်တဲ့စကားတော့တန်ဖိုးမရှိဘူးအဲ့ကောင်တွေစကားတွေတကယ်တော့မရှိဘူးဒီကက်ကိုကလေးကကြည့်အောင်လုပ်သားတယ်အခုစောတာလို့လူမျိုးလက်ခံပြီးတော့လက်ခံထားပြီးတော့သူ့ကေကိုသူ့ကေကိုသူစောက်ချောက်တာပေါ့ဒီကောင်တွေတော့အပြည့်တွေလုပ်ထားလဲခွင့်ပြုတာပြီးတော့သူတို့ချင်းချင်းဟာပွင့်လိုက်ပြောတယ်သူတို့ချင်းချင်းဟာဒီနေ့ပြန်ပြစ်တယ်မနေ့ကပြန်လဲတယ် KDL KNL မှာချနေလုပ်နေတဲ့ကောင်က KNL အဆင်ပြေ BG သွားဝင်လိုက်တာဝင်စောချစ်သူကလည်းလက်ခံပေးတာမငြင်းဘူးဟိုမှာပြဿနာတက်လာတယ်လက်ခံပေးတယ်မငြင်းဘူးဟောစောချစ်သူက BG ထဲမှာပြဿနာတက်လာမလား DKB သွားကျင်တယ်လက်ခံတာပဲဟာဒီကောင်လေးရဲ့ဟွာအဲ့လိုကြီးဒီကောင်လေးမှာဘာမှကျင့်ဝတ်ကိုချင်းသိက္ခာမရှိဘူးကျင့်ဝတ်မရှိဘူးစီကံမရှိဘူးကိုချင်းသိက္ခာမရှိဘူးကျင့်ဝတ်မရှိဘူးစီကံကဲဒါကတော့ကျွန်တော်ပြောထားတဲ့သတင်းပဲဖြစ်ပါတယ်နော်သူပြောတဲ့သတင်းကတော့ဒီစောစာလုံးပေါ့နော်ဘိုးစာလုံးလို့ခေါ်တယ်ကျွန်တော်တော်လိုင်းထဲမှာတော့ဘိုးစာလုံးလို့ခေါ်တာပေါ့နော်အခုဆိုရင်ဒီ DKB ထဲကိုပြောင်းဝင်သွားတဲ့သတင်းနဲ့ပတ်သက်ပြီးသုံးသပ်ထားဖြစ်ပါတယ်နော်အဲ့တော့ဒီဘိုးစာလုံးနဲ့ပတ်သက်ရင်တော့တော်လိုင်းဘက်ထဲမှာတော့ခုနကျွန်တော်ပြောတဲ့ဟာတွေတချို့တော်တော်လေးမှန်တဲ့အနေထားတွေတွေ့ရပါနော်အဲ့တော့တော်တော်လေးဒီတော်လိုင်းဘက်ချမ်းမှာလည်းဒီတတိမမှန်မှုတွေကျွန်တော်တွေ့ခဲ့ရတယ်ပေါ့နော်အခုဆိုရင်ဒီလိုမျိုးလူတွေရှိလို့ပေါ့နော်ကျွန်တော်ကရင်တပ်ဖွဲ့တွေကိုပြည်သူလူထုကအမြင်ဆောင်တာလည်းဖြစ်ပါတယ်နော်တကယ်ဆိုရင်ဒီကရင်တပ်ဖွဲ့တွေမှာဆိုအများကြီးပဲပေါ့နော်တကယ်ရွှေချွန်ပေါ့နော်ဘိုဒါဘောတို့ဆိုတာထိတ်ဆုံးပဲပေါ့နော်ဟိုတကယ်ပဲပြည်သူလူထုအတွက်တိုင်းသားလူမျိုးတွေအတွက်သူအရှိမတိုက်ခိုက်နေတာကျွန်တော်မြင်တွေ့ရတယ်ပေါ့နော်တကယ်ပဲလေးစားဖို့ကောင်းတယ်ဒါပေမဲ့လည်းဒီလိုမျိုးပေါ့နော်ဒီဘိုးစာလုံးလိုမျိုးလူတွေကြောင့်လည်းကျွန်တော်ပြည်သူလူထုအထင်လွဲတာဖြစ်ပါတယ်နော်အခုဆိုရင် DPK ထဲကိုပြန်ဝင်ပြီးတော့အကြမ်းဖက်စစ်ကောင်စီနဲ့ဓာတ်ရိုက်မဟုတ်ပေမဲ့လည်းပေါ့နော်ဒီ NC လက်မှတ်ထိုးထားတဲ့အဖွဲ့တွေသွားပြီးမှပေါင်းတာတော့လုံးဝအဆင်မပြေပါဘူးเนาะအဲ့တော့ online ထဲမှာဒီလိုမျိုးလူတွေမရှိတာလည်းကောင်းပါတယ်เนาะ
ကဲကျွန်တော်နောက်ထပ်ကြည့်ရမှာတော့ဒီစစ်ခွေးဘောမနှကောင်ကြိုက်တဲ့ဗီဒီယိုပေါ့နော်အခုဆိုလည်းပြန်ပြီးဆက်လက်ပြီးတော့ကြိုက်နေကြပါတော့အဲ့တော့ဟိုတယောက်ကတော့သူ့ကိုယ်သူဒီဥမေအောင်လည်းဒါကြီးကောင်ဆိုပြီးမှဂျင်းထဲတာတွေ့ရပါတော့အဲ့တော့ဇော်ဝေးပါလေပြောတဲ့ချက်တော့ကြည့်အောင် ခင်ဗျားတို့ကြီးလဲကြီးရမှာပါဒီကောင်အကြောင်းပြောချင်တာဒီကောင်ကမန္တလေးမှာတက္ကသိုလ် KTV မှာလာပြီးတော့နော်အဘကကြုတ်ကြီးဦးမင်းအောင်လိုင်းသားလို့သူကသူ့ကိုသူတို့အဘကကြုတ်ကြီးဦးမင်းအောင်လိုင်းသားအကြီးကောင်နဲ့နော်နိုင်ငံတော်ကစားတာတို့ဟို SB တို့လည်းလောက်ကြပါဦးနော်သူကဦးမင်းအောင်လိုင်းသားအကြီးကောင်နဲ့ဒီမှာကျွန်တော်လည်း message တွေရေးထားတာဟမ်သူ့အဖေတဲ့ချစ်ဖေချစ်မေးတဲ့ရုပ်ကကလတိန်ရုပ်နဲ့ဟမ်ရုပ်ကဒဲအိုးဖင်ရုပ်နဲ့ဒဲအိုးဖင်ကိုစီလူးထားပြီးတော့မဲပြောင်နေတာမှသူ့တဲ့ကြည့်ကောင်းသေးတယ်နော်စကားပြောတော့လေသူ့အောက်မှာမရှက်ဘူးမန်းနေသွားကြည့်လိုက်ခမည်းကဗာလေရက်စားရောင်းနေတာလားလို့ကျွန်တော်မပြောတတ်ဘူးကျွန်တော်လည်းအမှသူများလာပို့တာဒီကောင်နဲ့ကျွန်တော်လည်း friend မဖြစ်ဘူးကျွန်တော်သိတာကတော့ဒီကောင်ရဲ့စောက်ခွက်နဲ့စောက်ရုံနဲ့ကတန်နဝရန်ဂျီရဝရန်ဘီလာမြေခွန်နဝရန်ဆလိုက်ခွန်နဝရပလင်းအလူဒီမာလာမဲ့ကျွန်တော်အလူခံဘူးရင်ကျွန်တော်လာပြောပါနော်အလူခံဘူးရင်လာပြောပါအဲ့တော့ကြတော့သူကားတဲ့ လူခံပြရတယ်ရတယ် နှခမ်းမွေးတွေလာချိုးစစ်မြေပြင်ရတဲ့ဟဲ့မင်းနာမည်မင်းကဗာမင်းနာမည်နေတဲ့မင်းဖေးတော်များတယ်နော်အဘကကြိုကြီးကိုမင်းနာမည်လိုက်ပြနေတာအဘကကြိုကြီးကိုချစ်ဖေးချစ်မေနဲ့နော်မင်းတော့လုံးဝကြည့်တယ်ဗျနော်သူလည်းဘာကကြူကြီးကိုလုံးဝသူဖားတယ်နော်ဘာကြူကြီးလေးပြုတ်ဆိုတာဒါသူ့ရဲ့ဆိုင်ပေါ့နော်အခုသူ့တက်ဆိုးတဲ့လူပေါ့နော်ဘာကကြူကြီးရဲ့တာကြီးကောင်ဆိုတော့တော်လေးမနာလိုတဲ့အခြေအနေမှာရှိပါနော်ဖေးတော်များတဲ့နာမည်ကငါအောင်ခေါ်ဟာမင်းလာအောင်ခေါ်မင်းသားကြီးမင်းတို့ဘယ်သူစောက်ယူထားပြီးအဲ့နာမည်တွေပေးလိုက်တယ်အဲ့ဒါမင်းနာမည်အရင်နဲ့တခုမှမဟုတ်ဘူးနော်ဒီကောင်းကိုမန္တလေးမှာဝိုင်းရိုက်ပလိုက်တာခေါင်းမှာအစံချောင်သွားတယ်တင်တယ်ညာတွင်းချင်းမြမန္တလာစေးရွာနေစင်းပြေးရတာကျွန်တော်လုပ်ပြမယ်မနေ့ကတော့ကျွန်တော်ကိုလေပြောင်းဆိုဘူးမင်းတေနဲ့စေးရီဟာမလေးဒီကောင်တန်းယူနေရလားမသိဘူးတွားကြည့်လိုက်သူ့စောက်ခွက်ကိုလေပြောင်းဆိုဘူးမင်းတေနဲ့စေးရီဟာကောင်ဘာကောင်ကြီးလုံးဟာဘလို့ကောင်ကြီးလဲပေါ့ကျွန်တော်ကသူများလာပို့တော့ကျွန်တော် Viber မှာလာပို့ကြတာနော်အဲသူရဲ့ post ကိုသွားဝင်ကြည့်လိုက်ဖျားရှိခိုးတဲ့ပုံနေတင်တယ်အဘကကြိုကြီးဦးမင်း online ပုံနေတင်တယ်ပောက်ကရတွေရှောက်တင်တာသူမှ like လည်းမရဘူး follow လည်းမရဘူးမှန်လည်းမရှိဘူးကျွန်တော်ရဲ့ပုံနေတင်တယ်ကျွန်တော်မကောင်းကြောင်းတွေပြောတယ်ကျွန်တော်မန္တလေး MDY PDF ပါတယ်ဩအဲ့ကြတော့နောက်ဆုံးပြောတဲ့စကားကျွန်တော်ပြမယ်ဒီမှာရှာနေဒီကောင်ဟိုစားဟိုပါဒီကောင်မင်းအောင်ကိုမင်းသားကြီးဆိုဘုံမင်းတဲနေစီဘီဟာဒီကောင်ကအဲ့ဒါကိုဗုဒ္ဓစစ်တီတော်တွေရဲ့အကြီးအကဲခေါင်းဆောင်ဆိုတော့ကိုတော့၅ပါးတိလာလုံအောင်နေတတ်လို့လားခေတာဇော်ဘွေးနဲ့ဒီစစ်ခွေးလော်ဘီကြိုက်တဲ့အခါဖြစ်ပါတယ်နော်အဲ့တော့ဒီဇော်ဘွေးကသူ့ရဲ့ဒီအန်တီဂျူဂျူလာပေါ့နော်သူ့ရဲ့အန်တီဂျူဂျူလာပေါ့နော်သူအမျက်နှာလိုချင်လို့ပေါ့နော်ဘူဂျူဂျူလေးပြုတ်ဆိုပြီးမှသူအမြဲတမ်းဖားရနေတာပေါ့ဘောမနေတဲ့ဟာသူ့တဲ့ဘောမနိုင်တဲ့တရားပေါ်လာတဲ့ခါမှာမနာလိုနေတာဖြစ်ပါတယ်နော်အဲ့တော့သူတို့ဘောမချင်းချင်းကြိုက်တာလေခါလေးချမ်းကြည့်ရတာအမောပြီပေါ့နော်ကဲကျွန်တော်တောက်ဆုံးမှာတော့နော်မနေ့ကလည်းဒီမန်းလေးမှာငလင်းလှုပ်သွားရလို့ကြားရပါတော့အဲ့ငလင်းသတင်းနဲ့ပတ်သက်ပြီးတော့ကိုစီတုံးတက်ချက်ပြီးလို့ကျွန်တော်ထားတော့ကြည့်အောင်နော်လုတ်ပြန်ပြီဘယ်လိုလုတ်ကြမလဲကျွန်တော်တို့တိုင်းပြည်မှာနော်ဒီလောက်လူပေါင်းထောင်ချီတေထားတဲ့ခုနှစ်တရမှာခုနှစ်အဆင့်ရှင်းတဲ့ငလင်ကြီးလှုပ်ဖို့လှုပ်တာတလပြေးဖို့တရက်အလိုမှာဒီကနေ့မန္တလေးမြို့ကိုဗဟိုပြုပြီးတော့အင်အား၄တရမှာ၄အဆင့်ရှိတဲ့ငလင်ထပ်လှုပ်တယ်အဲ့တော့ဒီရက်ကနေပြောတာတော့နော်တလပြေးဖို့တွေးဖို့မရှိသေးတဲ့အတန်ကျဲကြီးဖြစ်ပြီးတော့ထပ်လှုပ်တယ်ဆိုတော့၄တရမှာ၄အားလည်းမသေးဘူးနော်သတင်းလေးကိုအရင်ဖတ်ပြမယ်ပြီးမှဟိုနောက်ဆက်တွဲဒီငလင်အဆောက်အအုံတွေမှာနေတဲ့လူတွေအကြောင်းပြောပြချင်တယ်မန္တလေးမြို့ကိုဗဟိုပြု၍အင်အားအသင့်အင့်ရှိသောငလင်လှုပ်ခတ်မှုပြည်သူများအထိတ်တလန့်ဖြစ်ရကြောင်း MG ထုတ်ပြန်ချက်တွေဒေတာပြည်သူများ၏ပြောကြားချက်အရသိရှိရသည်ယနေ့ဧပြီလ29ရက်နေ့မြန်မာစံတော်ချိန်ည10:25မိနစ်အချိန်ခန့်မန္တလေးတိုင်းမန္တလေးမြို့အနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြု၍ရေရှက်စတာစကေး4.4အဆင့်နှင့်အင်အားအသင့်အင့်ရှိသည့်မြေငလင်တစ်ခုလှုပ်ခတ်သွားကြောင်း MG ကသတင်းထုတ်ပြန်သည်ယနေ့ည10:25မိနစ်အချိန်မန္တလေးစကိုင်းနှင့်ပြည်ဦးလွင်တို့တွင်တိတာတော့ငလင်လောက်ခတ်မှုထပ်ဖြစ်၍ပြည်သူများအထိတ်တလန့်ဖြစ်ကြကြောင်းမန္တလေးမြို့ပေါ်မှပြည်သူအချို့မှနေထိုင်ရန်အိမ်များမှလမ်းမပေါ်သို့ဆင်းပြေးကြကြောင်းသိရှိရသည်မနက်ဖြန်ငလင်ကြီးလှုပ်တာတလပြည့်မယ်လို့တွေးနေတော့မှရှိသေးတယ်အတန်ကြီးနဲ့ငလင်လှုပ်တယ်နှစ်ချက်ဧပြီလ29ရက်နေ့ည10:00နာရီမှာမန္တလေးမြို့ကိုဗဟိုပြုပြီးတော့နောက်ဆက်ငလင်အကြီးလှုပ်ရရေစတာစကေး
ရေစစကေလေးတရမလေးအဆင့်ဆိုတဲ့ဟာတော်တော်ပြင်းတယ်နော်ဒါပြင်းတဲ့ဆိုတဲ့ထဲမှာစပါလာပြီပေါ့အဲ့တော့ဒီနေရာမှာတခုကြောက်ဖို့ကောင်းတာကစိုးရင်ဖို့ကောင်းတာကလက်ရှိကျွန်တော်တို့စကိုင်းငလျင်ကြောက်မပြိုဘဲနဲ့နာဝါတယ်အောက်ခြေတွေနားနေတယ်ဒါပေမဲ့ပိုက်ကမပြိုအဲ့ဒီမှာမပြင်းနိုင်ဘူးဘောကတွေတိတယ်ကြာမြန်မာပြည်သားတွေဖြစ်နေတဲ့အခက်အခဲဘီလက်မြေတိတ်ဘယ်လောက်ဖြစ်နေလဲဟမ်တန်တန်ဘယ်လောက်ဖြစ်နေပြီနော်ဒီကြားထဲဘီလက်မြေအတုတွေကပေါ်နေတယ်အိုးမြန်မာပြည်စိတ်ပြစ်ဖို့တကယ်ကောင်းတယ်နော်ဟိုဘယ်လိုပြောမလဲရုပ်ဝတ္ထုတွေပျက်စီးတာနဲ့ကိုစိတ်ဓာတ်တွေပျက်စီးကုန်တာကျွန်တော်တိုက်ပြီးတော့တကယ်ဝမ်းနေဖို့ကောင်းတဲ့အရာကြီးရုပ်ဝတ္ထုတွေပျက်စီးသွားတာရှိတဲ့တိုင်းပြီးတော့စစ်ဖြစ်လို့ပုံပုံညံ့ညံ့ကြေသွားမစီလူတွေမသိပါစေအဲ့ဒါကိုကျွန်တော်တို့9နှစ်10နှစ်အတွင်းမှာပြန်လဲအဲ့ထက်တောင်ပြန်တိဆောက်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့တွေရဲ့အဲ့ဒီရင်ဘတ်ထဲကစိတ်ဝတ္ထုတွေပျက်စီးသွားရင်ကျွန်တော်တို့တွေ9နှစ်10နှစ်နဲ့ပြန်တိဆောက်လို့မရတော့ဘူးတင်းနေဒါကြောင့်မို့လို့အခုဘီလက်မြေတွေမှာဘီလက်မြေဈေးတွေတက်ပြီးအတုတွေပါထွက်တယ်ဟာစိတ်ပျက်စီးရတယ်တကယ်မြန်မာပြည်မှာအတုမရှိတဲ့တိုင်းပြည်ဘာမှမဖြစ်နောက်ဆုံးအရက်ပလင်းရစားနော်အရက်အကောင်းစားဆိုတောက်ပြီးပလင်းကိုပြန်ရောက်တော့တောင်းတဲ့ရှိရတယ်ဆိုတော့ဘယ်လိုလုပ်ကြမလဲဒီတိုင်းပြည်ဆိုတော့ဒါစိတ်သက်တွေပျက်စီးကုန်တယ်နော်ဒါမျိုးတွေကိုကျွန်တော်တို့အနိုင်ကြတော့ဝိုင်းထိန်းကြဖို့အရေးကြီးပါတယ်အခုပြောချင်တာကအဓိကအခုအဲ့စကိုင်းငလျင်ကြီးတောက်နော်အဲ့ဒီနားနေတဲ့အရာတွေပေါ့တက်နေတဲ့လူဦးရေတောင်းကနန်းသိန်းကနန်းလောက်ရှိတယ်အဲ့ဒီလူတွေအားလုံးဟာတကယ်အန်နေတယ်အခုနောက်ဆက်တွဲဒီ9 အဆင့်ရှိတဲ့ငလျင်ကဒါမနေ့ကဆိုတလပြည့်တဲ့အချိန်မှာနော်ဒီကြံမိခဲ့တဲ့ငလျင်ပေါင်းကအကြိမ်ပေါင်း150ကျော်ထပ်လုပ်ပြီးတော့ဒီထဲမှာ4ကျော်5ကျော်တွေပါခဲ့တယ်အဲ့တော့နောက်ဆက်တွဲကဘလောက်ထပ်လို့မပြောလို့ပြအောင်ငလျင်ဆိုတော့ကအလုံးတိတဲ့အတိုင်းပုံတိုင်းလို့ကျွန်တော်ဂျုံမြင်တဲ့အရာမဟုတ်ဘူးပုံတိုင်းဆိုတော့ကလေတီယန်နဲ့ရောင်ဖြစ်ပေါ်နေတယ်ပုံတိုင်းဖြစ်နိုင်တယ်မိုးလေဝသနဲ့ဇလပြည်ပညာရှင်တွေအနေနဲ့တက်ခန့်နှန်းလို့ရတယ်ဒီပုံတိုင်းဥတီလမ်းကြောင်းနော်ဒီပုံတိုင်းရဲ့လေတိုက်နှုန်းအချိန်ဘယ်လောက်ရှိတယ်ဘယ်လောက်ပျက်စီးနိုင်တယ်ကျွန်တော်ဘယ်ဒေတာတွေကိုဒီရဲ့ဥတီလမ်းကြောင်းဝင်နိုင်တယ်စတဲ့ဖြင့်100ရာခိုင်နှုန်းအတိအကျမဟုတ်ရင်တော့မှ90ရာခိုင်နှုန်းလောက်ထိခန့်မှန်းလို့ရနိုင်တဲ့ပုံတိုင်းကိုဒါပေမဲ့မြေကလျင်ကြတော့ပေါက်ပန်း40ရှောက်ပြောကြရုံကလွယ်လို့တိတိကျကျတိုင်းထွားဖို့ဆိုတာဒီနေ့ချိန်ထိခဲရင်းတဲ့အရာဒီပညာပေါ်တော့တော့ဒီချိန်ထားတော့မတိတဲ့အရာလှုပ်ပြီးမှလာမြေနဲ့ဘလောက်ပေးရနေဘယ်နေရာကနေဘယ်လိုလှုပ်သွားတယ်အင်အားရေစရာစကေးဘလောက်ဖြစ်တယ်ဆိုတာဟာနဲ့ထုတ်ပြန်လို့ရတယ်ဟာပတ်စံရှိတိုင်းဝယ်လို့မရတဲ့အရာနော်မူလအီယန်နော်အီယန်ဘောကရှိတို့ဒီနောက်ထပ်ပွားတဲ့အီယန်ပေါ့မူလအီယန်အရေးကိုညောင်းတဲ့တွန်ချပစ်တာဘာလို့လောက်အောင်မသိတော့အဲ့ဒါလိုမျိုးဖြုံးတီးပြီးတော့လှုပ်ခဲ့တာစံတွေချောင်းနဲ့တွန်ချတယ်ဗျာမျက်မြင်ကိုယ်တွေနော်စံတွေဘာဖြစ်လို့တွန်ချလဲပြည်သူမပေးဘဲနဲ့ချောင်းထဲတွန်ချပြတယ်မဟုတ်ပြောရင်လာခဲ့မဟုတ်ဆိုတော့ငါပါရိုက်ပြီးပြမယ်အဲ့ဒါမင်းတို့စစ်တပ်ဒီလားမဟုတ်ဆိုတော့လာခဲ့ငါရှိဘူးငါပါရိုက်ပြီးခုတ်ဆိုကြီးပြမယ်ဆိုတော့အဲ့ဒါလိုမျိုးခေတ်ဆက်ဆက်ခိုးလာတဲ့ခွေးသခိုးတွေမြန်မာပြည်မှာပြည်သူတွေတဘာဝဘေးအန္တရာယ်တင်ပြီးဒုက္ခရောက်နေအဲ့ဒီခွေးသခိုးတွေပျော်နေပဲဒါကြောင့်မလို့နိုင်ငံတကာအလူရှင်တွေအနေနဲ့လူမယ်ဟဲ့ဆိုရင်ဘယ်အဖွဲ့အစည်းကတိုက်ရိုက်ရောက်လဲဘယ်ပုံကတိုက်ရိုက်ရောက်လဲအောက်ဒေတာခံကိုတိုက်ရိုက်ရောက်မဲ့အရာကိုလှူပါနော်ဒီအခုငလျင်ကြီးမှာကျွန်တော်အလှူမခံဘူးငလျင်အလှူခံလို့ကျွန်တော်မကြေညာထားဘူးဒါပေမဲ့ဘတ်ငွေသိန်းနဲ့ချီဝိုင်းလှူရတယ်အဲ့ဒါတွေအားလုံးကိုကျွန်တော်ဘယ်လိုထည့်အောင်မလဲနော်ခိုးပြီးပို့ရတယ်ဘာဖြစ်လို့လဲမယုံလို့ရှိရင်တော်လိုင်းအင်အားစုတွေဘက်ကဘယ်သူကဘယ်နေရာလှူလဲပြောကြည့်သွားလှူတဲ့လူတွေခေါ်ပြီးတော့အနှိမ့်ဆုံးစိတ်ပါရက်ခံပြီးကြိုက်တယ်လို့ပြောအမြင့်ဆုံးစိတ်ကတတ်ဖြစ်တယ်မှန်မယ်ဒီဒုက္ခရောက်နေတဲ့ပြည်သူကိုကူညီတာတွေမကူညီရင်သူတို့မသိဘူးအဲ့ဒါတကောင်လေးစိတ်ဓာတ်တကယ်ဆိုရင်ရန်သူပဲဖြစ်နေပါစေတကယ်ဒုက္ခရောက်တဲ့ပြည်သူကိုကူညီတာဘယ်သူပဲကူညီမရဘူးသူတို့လက်ထဲကိုထည့်သူတို့ခိုးစောက်ပြီးချမျိုးစို့ပြီးမှကြံတဲ့အယိုးပြားလေးလောက်ကိုပြည်သူချပေးတာနော်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကဂရုစိုက်ပါကိုဘဝကိုကိုရှင်တန်အောင်လုပ်မှရမယ်တိုင်းပြည်ပါနော်ဒီမေလိုတွေမပြုတ်မရှင်းအောင်ကျွန်တော်တို့ဘဝကိုကျွန်တော်တို့ပဲရုန်းကန်ပါကျွန်တော်တို့ပြည်သူအချင်းချင်းပဲတယောက်နဲ့တယောက်ငဲ့ညာမယ်တနာနဲ့ထောက်ထားမယ်တယောက်ပေါ်တယောက်ဖေးမှကူညီရမယ်အဲ့ဒီစိတ်ဓာတ်တွေကိုကျွန်တော်များများမွေးကြရမယ်ရုပ်မာတဲ့စိတ်ဓာတ်ဖြစ်လာတဲ့သူကိုဝိုင်းကြည့်ကြရမယ်နော်မှန်မယ်သူများတွေဒုက္ခရောက်ရုပ်ရုပ်ဖြစ်လို့ဘေးတင်တဲ့ဆိုင်မျိုးမီးတိုက်လိုက်အကောင်းပြောတာလက်ဆက်ပြောက်မီးတိုက်လိုက်နော်အခုငနေမှာအလောင်းထဲတဲ့အိတ်တွေပထမ9000 1000ပဲရှိတယ်2000ဝဲ3000တက်သွားတယ်အဲ့ဒါလို့ဆိုင်မျိုးမီးတိုက်လိုက်ဒါပေမဲ့တခုရှိတယ်ပင်ရင်ကိုသွားတိုက်တော့ဟိုတစ်စင်တန်ဖောက်တဲ့ပြန်ယူတဲ့လူ9000ပဲရှိတယ်2000ဝဲရောင်းနေတယ်ဒါပေမဲ့ तू ကဖောက်တယ်ယူလာ1000 4000ယူလာဆိုရင်သူ့လိုသွားပြစ်ချလို့မရဘူးအဲ့ဒီ2000စတင်ရောင်းတဲ့နေရာပဲရတယ်အဲ့ဒီမူရုပ်ချပြီးမီးတိုက်လိုက်အဲ့ဒါလိုမျိုးကျွန်တော်တို့တွေဝိုင်းလုံးမရမယ်တိုင်းနော်ဟိုတကဘလို့ထုံးနေနိုင်ပြောတယ်ရခိုင်ပုံတိုင်းမှာနော်ရခိုင်မှာရှိတဲ့ဆိုင်တွေတန်သေးတွေတွတ်သေးတွေကအကုန်ထိုးတင်ပြီးတော့လုပ်တယ်ဒါကိုဘလို့ထုံးနေတယ်ကိုယ်ထုတ်ပြောခဲ့ရတယ်ကျွန်တော်တို့ကလေမြန်မာပဲဖြစ်ဖြစ်ဗမာပဲဖြစ်ဖြစ်ရခိုင်ပဲဖြစ်ဖြစ်မွန်ပဲဖြစ်ဖြစ်စောက်ကျင်နေအတူတူပဲမြန်မာပြည်မှာနေလူအားလုံးမြန်မာပြည်မှာအဲ့လိုစောက်ကျင်နေရအဲ့ဒါစိတ်သက်တွေပြက်ပြားကုန်တာအဲ့တော့ရုပ်ဝိတုတွေပြည့်စည်တာကိုကျွန်တော်တို့ပြင်လို့ရတယ်အဲ့ဒီစိတ်ဝိတုတွေပြည့်စည်တာကျွန်တော်တို့မျိုးဆက်တွေဒီလိုကန်းကုန်တာစနစ်ကြောက်တော့တာဒီပွဲကျွန်တော်တို့မနိုင်ရင်လားမပူနဲ့မင်းပတ်စံဘယ်လောက်ရှိတယ်တနာတယ်နော်ပြောပြမယ်နော်နောက်တစ်ချိန်ကျရင်လေမတော်လို့လားမင်းအောင်နိုင်တာနိုင်သွားကြည့်တရုတ်တွေကမြန်မာပြည်မှာတထေးလာလို့ပြီးအဲ့ဒီတရုတ်ရှိမှာမြန်မာနိုင်ငံသားတွေကကျွန်းပြန်လောက်တာတေးကြပဲအခုလောလောဆယ်ထိုင်းတို့မလေးရှားတို့စင်ကာပူတို့မှာဟမ်ခဏနေဦး
နော်မင်းအောင်နိုင်ကိုပေးနိုင်လိုက်ကြည့်ကိုပြည်ကိုရွာကိုပြန်ရမှာပဲဒါပေမဲ့ဂျွန်ဖြစ်ပြန်ရမှာဒါပဲအဲ့တော့နိုင်ငံရေးကကိုယ်တည်းမဆိုင်လို့နေကြမလားဒီလူမျိုးအမျိုးရုပ်တွေကိုပြုတ်အောင်ဖြုတ်ပြီးတော့ဒီတိုင်းပြည်ကိုလူကိုအုပ်ချုပ်တဲ့စနစ်ဝိုင်းလုပ်ကြမလားအဲ့ဒါကိုဝိုင်းစဉ်းစားကြပါတော့ ကဲဒါတော့ကိုစီရဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်နော်ဒီမနေ့ကလှုပ်သွားတဲ့ကလင်ကိစ္စတွေရဲ့အခုဆိုအချက်ပဲစစ်ကောင်စီရပါနော်ကလင်ဘေးနဲ့ပတ်သက်ပြီးလူထားတဲ့ဟာတွေကိုဘယ်လိုမျိုးပေါ့နော်ဗီဒီယိုမပေးချင်လို့ဘယ်လိုမျိုးဖြုံးကြည့်နေလဲဆိုတာသုံးသပ်ပေးထားဖြစ်ပါတယ်နော်ဒါအပြင်ကျွန်တော်တို့ရဲ့အခုချိန်မှာဆိုရင်ဒီစနစ်ပေါ့နော်အချက်ပဲစစ်ကောင်စီရဲ့ဒီစနစ်ကြီးသွားတဲ့အပေါ်မှာကျွန်တော်တို့မြန်မာပြည်သူပြည်သားနှစ်ပေါင်းမြောက်များစွာနေခဲ့တဲ့အတွက်ပေါ့နော်ဒီစိတ်တဲ့ပိုင်းဆိုင်ရာမှာအခုလိုမျိုးရေးကြည့်တဲ့အချိန်မှာပျက်စီးတဲ့လူတော်တော်များများလည်းတွေ့ရဖြစ်ပါတယ်နော်ဒါပေမဲ့ကျွန်တော်တို့ဒီ online အောင်ပြီးသွားရင်တော့ဒီလိုမျိုးဟာတွေကိုစနစ်နဲ့ပြန်ပြီးထိမှပဲစိတ်ပြမှာဖြစ်ပါတယ်နော်အဲ့တော့ဘာပဲပြောကျွန်တော်တို့နိုင်ငံမှာဒီလိုပျက်စီးနေတာထက်စိတ်တဲ့ပျက်စီးတာပိုဆိုးပါတယ်နော်အဲ့တော့စိတ်တဲ့ကောင်းမယ်ဆိုရင်တော့ကျွန်တော်တို့စိတ်တဲ့ကိုပြန်ပြင်ပြီးတော့အဲ့တော့နိုင်ငံကိုပြန်လဲတည်ထောင်ဖို့ဆိုတာကကျွန်တော်တို့စိတ်တဲ့တွေကောင်းမှပဲရမှာဖြစ်ပါတယ်နော်โอเคကျွန်တော်ရဲ့ဒီမနက်ပိုင်းတင်ဆက်မှုဗီဒီယိုကဒီလောက်ပဲဖြစ်ပါတယ်အစအဆုံးကြည့်ပေးကြတဲ့မိဘပြည်သူရောက်စတဲ့ဒူပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖတ်မင်းအောင်လည်းစစ်ပေးငလင်ပေးဘေးရန်တွေပေါင်းစုံမှကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ